안녕하세요. 아르곤민글라바 디체아로 글로리 코리아 아카데미 듣는 장마 디체너를ဖြစ်ပါတယ်. 이 비디오마로 디체로 이가 아니다 소리를 그라마리고 신자비도만ဖြစ်ပါတယ်. 그래서 살아야 이가 아니다. 소리가 많이 필래. 아니다. 디체로 디 사카리 맞아 보이나? 아니야. 아니에요. 아닙니다. 너? 에리 하리에 무인 사카노가 아니다예요. 아니다. မဟုတ်ဘူးပေါ့နော်မဟုတ်ဘူးဆိုတော့ရှေ့ရဟာလေးကဘာလေးဖြစ်မလဲဤကဆိုတာကဒီချေလို့မြန်မာလိုဆိုရင်ကဆိုတဲ့ဟာလေးဝိပတ်လေးပေါ့နော်နောက်မှာလိုက်တဲ့ဟာလေးကျွန်တော်ကကျမကဒီအရာကဆိုပြီးတော့ပြောတဲ့အခါမှာသုံးတယ်ဆိုတော့ noun နဲ့ဆိုတော့ဒီချေလို့ noun plus လို့ရေးလိုက်မယ်ဒါပေမဲ့ဤကနှစ်ခုဖြစ်နေတော့ဒီချေလို့ဘယ်လိုကြည့်မလဲနော်ဘယ်လိုသုံးမလဲဆိုရင် noun မှာအတ္တပါမပါဘူးကြည့်ရမယ်နောက်မှာအတ္တပိုင်းဤအတ္တမပိုင်းခါအဲ့တော့မဟုတ်ဘူးလေစမ်းမယ်ဆိုရင်တခုခုကမဟုတ်ပါဘူးလို့ပြောတဲ့ပုံစံအဲ့တော့နောက်တစ်ခုကမဟုတ်ပါဘူးအဲ့တော့နောက်မှာအတ္တပိုင်းဤအာနိဒအတ္တမပိုင်းခါအာနိဒဆိုတော့ရှင်းနေချက်လေးကြည့်အောင်တစုံတစ်ခုတစုံတစ်ယောက်ကသူ့ရဲ့ဖြစ်တည်မှုတစ်ခုမဟုတ်ပါဘူးလို့ညင်းဆိုတဲ့အခါမှာဒီချက်တို့သုံးလို့ရတဲ့ grammar လေးဖြစ်တယ်ဆိုတော့ပြောချင်တာကဒီချက်တို့ကိုကចောင်းသားမဟုတ်ပါဘူးเนาะတကယ်တော့ကိုမိမယ်အော်นี่ဒီဆရာဝန်လားသူကဆရာဝန်လားလို့မေးရခါကျမဟုတ်ပါဘူး तू ကတော့ဆရာဝန်မဟုတ်ပါဘူးเนาะအဲ့လိုညင်းဆိုတဲ့အခါမှာဒီချက်တို့သုံးလို့ရတယ်ဆိုတော့ဥပမာလေးကြည့်အောင်저는 중국 사람 빈칸 아니에요အဲ့တော့ကြည့်အောင်저는ကျွန်တော်ကတော့중국ဆိုတာကတရုတ်사람ဆိုတာကလူမျိုးလူကိုပြောတယ်ပေါ့နော်အဲ့တော့တရုတ်လူမျိုးကမဟုတ်ပါဘူးဆိုတော့ဆာလမ်ကဒီချက်တော့အသက်ပါလားမပါဘူးလားပါတယ်ဆိုတော့မသုံးလဲဤလေးကွက်လက်လေးမှာဤလေးဖြစ်လာပြီနော်နောက်ကအာရီရေကိုဆိုတာကအငင်းမဟုတ်ပါဘူးနော်အဲ့ကျွန်တော်ကတော့တရုတ်လူမျိုးမဟုတ်ပါဘူးနောက်တစ်ခေါက်ပြောချင်အောင်저는 중국 사람이 아니에요အဲ့ဒီနေရာမှာဒီချက်တော့ကျွန်တော်ကကိုရီးယားလူမျိုးမဟုတ်ပါဘူးဆိုရင်중국နေရာပါထည့်မလဲ한국ထည့်လို့ရမယ်နော်저는 한국 사람이 아니에요. 하비나? 나 이거 이거 제 사과 아니에요. 이거 소라가 디에야 제 소라가 디세로 배야라래 소인 저애야라네. 나 저애로 총아이가 저애 소라가 저너의 저마의 요래 저너의 저마의 사과 소라가 반디မဟုတ်ပါဘူးဆိုတော့ 반디ကမဟုတ်ပါဘူးဆိုရင်ကွာအတတ်မပါတယ်ဗာထည့်မလဲဤတဲ့ခါမှာခါလေးထည့်မယ်사과가 아니에요အမြင်လေးပြောနော်နောက်တစ်ခု여기는 우리 학교 아니에요 여기는ဒီနေရာကတော့ 우리 나도 학교ဆိုတာကကျောင်းကိုပြောတယ်ငါတို့ကျောင်းကမဟုတ်ပါဘူးဆိုရင် 학교ကဒီချက်အတတ်ပါလားမပါဘူးလားမပါဘူးမပါတော့학교가 아니에요. 장가မဟုတ်ပါဘူးရမယ်နော်ဆိုတော့ဒီချက်တော့nounလေးတွေပေးကြည့်မယ်선생님ဆရာမ선생님ဆိုတာဆရာမပေါ့နော်ဆရာမမဟုတ်ပါဘူးပြောချင်선생님ကအတတ်ပါလားမပါလားပါတယ်ပါတော့ e လေးကတ်တယ်아니에요ဆိုပြီးတော့သုံးတယ်နောက်တစ်ခုကကျတော့지갑ဆိုတာကဒီချက်တော့ပတ်စံအိတ်ကိုပြောတယ်ပတ်စံအိတ်ဒါကတော့ကျမရဲ့ပတ်စံအိတ်မဟုတ်ပါဘူးဆိုရင်ဒီဟာကဆိုရင်ခုနကတင်ထားတဲ့ဟာ 이거ကျွန်တော်ရဲ့ကျမရဲ့ဆိုရင်ခြေပတ်စံအိတ်မဟုတ်ပါဘူးဆိုရင် 지갑เนาะ 지갑ကချက်တော့ gap မှာတက်ပါတော့ e လေးကတ်မယ် 지갑이ဘာဖြစ်လဲ 아니에요မဟုတ်ပါဘူးเนาะရမလားဆိုတော့ဒီကုန်းချုပ်အနေနဲ့ပြန်ပြောမယ်ဆိုရင်ဤကအနိတာ grammar လေးကတခုခုမဟုတ်ပါဘူးလို့ညင်းဆိုတဲ့အခါမှာသုံးတယ်။ဘာသတိပြုရမလဲဆိုရင်နောင်နဲ့ကပ်ရမယ်။နောက်မှာအသက်ပိုင်းဤအသက်မပိုင်းခါလေးကိုသတိပြုရမယ်။ရမယ်နော်။ရမယ်လို့မျှော်လင့်ပါတယ်။